ကာတွန်းငွေကြီးလူတိုင်းကြိုက်တဲ့ဟာတာသုံးဘတ်တော်တခါမြို့တွင်မောင်နာဆိုသူ၌မထွေနှင့်ခင်မြအမည်ရှိမယားနှစ်ယောက်ရှိပြီးတအိမ်ထဲတူနေကြသည်တနေ့တွင်မောင်နာသည်အလှူလုပ်ရန်အတွက်ဖိတ်စာသွားအပ်၏မောင်နာသည်အိမ်ပြန်ရောက်၍ခဏကြာတွင်စဉ်းစားမိပြီးပုံနှိပ်တိုက်သို့ပြေးလွှားသွားကပြောလိုက်သည်မှာအခုမှသတိရတယ်ဗျာနှစ်ဘတ်သောမိဘများကိုအမှုထား၍ဆိုတဲ့နေရာမှာသုံးဘတ်သောမိဘများကိုအမှုထား၍ဆိုတာဖြစ်ချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာမိမနှစ်ယောက်တဲ့ဗျတခါဦးကြောင်လူတယောက်ရှိတယ်တနေ့သူဟာခီးသွားရင်မြို့ဝင်ထွက်ဂိတ်မှာလိုအပ်တဲ့စစ်ဆေးမှုတွေခံရတယ်နာမည်ဘယ်လိုခေါ်လဲမောင်ပွားစစ်ဆေးသူကဘာလို့စားလဲအဲ့ဒီအခါမောင်ပွားဦးကြောင်ဖြေလိုက်ပုံကတခါလေမော်ဟင်းကားလှုပ်စားပါတယ်ဒီတော့ကတခါကလင်ချစ်အောင်ပြောဆိုနေထိုင်တတ်သောမတောင်ဆိုတဲ့မျိုးသမီးရှိသည်တနေ့တွင်ထင်းခုတ်ပြီးပြန်လာသောလင်ဖြစ်သူကိုထွက်မကြုံမိသဖြင့်ယောက်ျားသည်မိမအားရရန်လမ်းမှဒုက္ခခံလာခဲ့၏အိမ်ရှိသောလျောက်ခြင်းမတောင်ကလာကြုံလို့ပဲမောင်ကြီးစားဖို့ချက်ပြုတ်နေရတာနဲ့နောက်ကျသွားတယ်ယောက်ျားဖြစ်သူစိတ်ပြေသွားရာဒါနဲ့မောင်ကြီးလက်ထဲကဒုက္ခဘာလို့လို့လဲယောက်ျားဖြစ်သူဖြေလိုက်ပုံကရေမှုတ်ရိုလုံးမလို့ပါကွာကူချင်းတခါအလွန်ကူညီတတ်သောမောင်ဆွေဆိုသူတယောက်ရှိတနေ့မောင်ဆွေကြောင်းမှအပြန်လမ်းတွင်အရက်သမားတဦးမူလဲနေသည်ကိုတွေ့သဖြင့်ဦးလေးကျွန်တော်ဘာကူဝေးရမလဲအိမ်ပြန်ဖို့ဝေးရမလားထိုဟာရက်သမားပြောလိုက်သည်မှာကမင်းကူညီခြင်းရဲ့ငါ့ကိုရက်နောက်ထပ်ပလင်းဝယ်ပေးပါကွာမထီးရဲ့တခါဦးပွားဆိုသူသည်လမ်းလျှောက်လာစဉ်အိမ်ရှေ့မှကလေးတယောက်ကခဲဖြင့်ပေါက်လိုက်၏ထို့ကြောင့်အလွန်ဒေါသထွက်သွားပြီးကလေးမိခင်ဖြစ်သူကိုဝန်တိုင်၏ခမရသားကျွန်တော်ကိုခဲနဲ့ပေါက်တယ်ဗျကလေးမေကဘယ်နေရာထိသွားသေးလဲဒုက္ခပါပဲရှင်ကံကောင်းလို့ပေါ့ဗျာဘယ်နေရာမှမထိသွားဘူးတို့ဟာကလေးမိခင်ပြောလိုက်ဒီမှာဘယ်နေရာမှမထိဘူးဆိုရင်အဲ့ဒါကျမလုံးဝမဟုတ်ပါဘူးရှင်အောင်ထမင်းတခါကရွာတရားမှာလူငယ်စုတိတ်စိတ်ဖဲရိုက်နေတဲ့ဒီရင်းကိုတကြီးကြားသွားပြီးရုတ်တရက်လာဖမ်းတဲ့မင်းတို့ဘာလုပ်နေကြတာလဲလူငယ်တို့ကကျွန်တော်တို့အောင်ထမင်းချက်စားလို့စီစဉ်နေကြတာတကြီးအားဖျားအောင်လှန်ကြည့်လိုက်တော့အခါဖျားချက်တွေ့တာနဲ့ပြောလိုက်ဖဲချက်တွေ့တာနဲ့ပြောလိုက်တာကတော့ဒါတွေကကရဝေးရွက်တွေလားဟဲ့ပဲစီတနေ့တွင်ကိုတာဝသည်မြို့မှတငယ်ချင်းဖိုးချိုတန်းရောက်လာလေ၏ဖိုးချိုကကိုတာဝကိုအနေအနှက်လိုက်ပြသည်တနေရာရောက်တွင်ပိုက်ဆာဖြင့်လက်ဖက်ရည်ဝင်တောက်ကြသည်ထိုစဉ်တစ်ဖက်ရေးဆိုင်မှပက်ဆီတောက်တံကိုပက်ဆီလုံးပေးပါကိုတာဝနဇွန်နှဖျားကြပြီးပြောလိုက်ဒီမှာကဟေးဖိုးချိုမင်းတို့စီကလူတွေပဲစီတွေတောက်ကြတယ်မဟုတ်လားဥတခါကရွှေအားနဲ့မေခဆိုသောလင်များရှိရသည်မေခဟာတာငါးသေးကြီးသောကြောင့်တနေ့ဘဲဥကြီးဝယ်ချက်နေ၏ဒီနေ့ချင်းရင်ချက်ရမယ်ထို့ပြင်လင်ဖြစ်သူရွှေအားကတားယူ၏နောက်ကိုဘဲဥမချက်နဲ့ကွာသို့သောနောက်နေ့တွင်ဟင်းဝဲကိုမြင်သည်နဲ့ဟေးချက်ပြန်ပြီလားဘဲဥဤတွင်မေခကပြင်လိုက်သည်မှာဒီနေ့ချက်တာကြက်ဥတော့မချက်ပါဘူးတနေ့တွင်မိခင်ဖြစ်သူကသားသမီးအားမိခင်မြတ်တာအကြောင်းကိုရှင်းပြနေ၏မိခင်မြတ်တာဟာသားသမီးပေါ်မှာအလွန်ကြီးမားတယ်ကွဟုတ်လားမင်းဟုတ်တာပေါ့ကွမိခင်တွေဟာ6လလွယ်ပြီး10လမှမွေးကြတဲ့အတွက်ဘယ်မိခင်မှသားသမီးကိုမချစ်မရှိပါဘူးဒါဆိုမမေကသားကိုမချစ်ပါဘူးဘာလို့လဲထိုခါသားဖြစ်သူကပြောလိုက်တယ်မှာမမေကသားကို9လခွဲနဲ့မွေးခဲ့တာအိုးမိုးရတာရက်ွက်ခုတွင်အရက်အလွန်တောက်ပြီးမူရန်သက်ရှိသောမောင်မူးဆိုသူရှိတနေ့မောင်မူးသည်မူပြီးနေအိမ်တွင်ဝုံတိုင်းကျဲနေအပေါ်ထဲမှာကိုချက်ကဟေးမောင်မူးအိမ်နီးနားချင်းကိုအားနာပါအောင်ဝုံတိုင်းကျဲမနေပါနဲ့ဤတွင်မောင်မူးကကြောက်ဝုံတိုင်းကျဲတာမဟုတ်ပါဘူးအပြင်ကမိုးချိနေတာပါခဏကြာတွင်ကိုချက်ကပေါ်ထဲမှာရေအင်ကြီးများလောင်ချလေသည်ဟေးကိုချက်ပေါ်ကဘာလို့ရေတွေလောင်ချတာလဲထိုအခါကိုချစ်ပြောလိုက်ဒီမှာမောင်မူးရေမိုးချမ်းလို့မိုးရွာတာကွချုပ်တဲ့လူတခါကျေးရွာတရားတွင်ဆေးဆရာတဦးရှိရာတနေ့တွင်ထိုဆေးဆရာထံသို့လူတယောက်ရှိလာရောက်သည်ဆရာဝန်ချုပ်ရင်ပဲဆေးတောက်အောင်လဲဗျာဆေးမျိုးရှိတာပေါ့လာပါအောင်ရင်သွေးတောက်ပါအောင်ရင်သွေးတောက်ပြီးခါနာပြန်တော့မှဆရာဝန်ထုတ်ဆေးလေးပေးပါအောင်ထိုအခါဆေးဆရာကခုံယူသောလေတံဖြင့်မင်းတောက်လိုက်တဲ့ရင်သွေးကြမ်းထဲမှာဝန်ထုတ်ဆေးထည့်လာပြီးသားကွာခဏကြာရင်ဆေးစွမ်းပြလိုက်မယ်ဤတွင်ဆေးလာမေးသူကပြောလိုက်ဒီမှာကဟာဒုက္ခပါပဲဗျာ
ဝန်ချုပ်တာကျွန်တော်မဟုတ်ဘူးကျွန်တော်မိမပါထိုးကောင်စာသင်ခန်းတစ်ခန်းတွင်ညာရေးလုံးကြီးတဲ့ညီညာရေးလုံးကြီးတဲ့စံခတ်ညီကဲအခုနွယ်နွယ်ဝင်းကတဝန်းဘူးကိုဆိုပြရမယ်နော်တဝန်းဘူးကိုဆိုပြရမယ်နော်တဝန်းဘူးရေလုံးကြီးတင်တိတဝန်းဘူးရေလုံးကြီးတင်စံခတ်နွယ်နွယ်ဝင်းမှာမဆိုတတ်ပဲရှိနေသဖြင့်ဒီဒါများသမီးရဲ့မိုးရွရွရင်ထွက်လာတဲ့ကောင်ရဲ့အမည်ကဘယ်တန်ထွက်ရမလဲဗျရှုကွက်ထိုအခါနွယ်နွယ်ဝင်းဆက်ပြီးတော့တန်ထွက်လိုက်မှာကသမီးသိပြီဆရာမတာဝန်းပူရေလုံးကြီးတင်ဆန်ခတ်ဖာပေါက်မျိုးတစ်မျိုးမှဥဒလာနှင့်တူငွေရလို့ရှိတနေ့တွင်ဘေးအိမ်မှာကိုရွှေရိုးကငွေရကိုမေးသည်ဟေးငွေရဥဒလာပဲသွားလည်းမမြင်ပါလားဤတွင်ငွေရကပေါက်သွားတယ်ဟာခေါင်းပေါက်သွားလားဘယ်ပေါက်သွားလဲဒုက္ခငွေရထက်ရှင်ပြလိုက်ဒီမှာကမဟုတ်ဘူးပေါင်းမျိုးကိုသွားတာဗျမပြန်တာကတခါကရွာတွင်ဖျားပွဲကျင်းပရာစပွဲပါသည်ထို့ကြောင့်ရဝေးရက်နီမှာပွဲလာကြည့်ကြ၏သို့သောစပွဲမှာအတော်ညံ့ပြင်ရွာနီးချုပ်ဆက်မှလူများထပြန်ကြသည်ထိုထဲတွင်ခိုကွေးဖူးခေါ်သူလည်းပြန်ကျင်လှတော်လဲလမ်းလက်တုံးများမှာကြားကြောက်ဖြင့်မပြန်တတ်ပဲရှိနေ၏မင်းသားမှာသူ့ကိုအားပေးသည်ထင်၍နင်းကန်ကားနေပြန်တိမခံနိုင်တော့ပဲကိုခွေးပူအော်လိုက်သည်ကနင်ကြိုက်လို့ကြည့်ညာမဟုတ်ဘူးဟေ့ကြားကြောက်လို့တတိရှိဆုံးတနေ့လူငယ်စကားဝိုင်းတစ်ခုမှရောက်တဲ့ရပြောဆိုကြရင်ကဘာပေါ်မှာဘယ်တော်ဝါကအတိရှိဆုံးလဲတန်းမို့ကွာတန်းအကောင်သေးသေးလေးကိုဘာဖြစ်လို့အသက်ရှိဆုံးလို့ပြောနိုင်ရလဲဤတွင်ပြန်ပြောလိုက်သည်မှာတော်ရဲပြင်လို့ပြောနေကြတဲ့ချင်းလေးကိုတောင်ကြိုက်ရဲလို့ပေါ့ဗျငါလာဆိုတခါကရွာတွင်ကိုစေးရိုးဆိုသူတယောက်ရှိ၏သူသည်ရိုးပြီးကူညီတတ်သည်ရိုးအပြီးကူညီတတ်သည်တနေ့တွင်သူသည်အလှတစ်ခု၌ပကံကူဆင်းနေသည်ပကံဆေးရ၌စားကျွမ်းစားချက်များကိုတနေ့တွင်ခုပုံထားရာခွေးများစုပုံထားရာခွေးများလူရက်စားတောက်ကြ၍အငြိမ်နေပဲရောက်ရက်ခတ်နေကြသည်ထိုအခါကိုစေးရိုးကအခွေးများကိုမျက်စိရှုပ်ရှုပ်နှင့်ပြောချလိုက်ပုံကကြောက်ဒီခွေးတွေကလည်းစားပြီးငြိမ်ုံမနေဘူးငါသာဆိုစားပြီးအိတ်နေတယ်